ဆရာဝန်တင်နဲ့လူထမ်းစဉ်ဖြစ်ပါတယ်ဒီမှာလူ၄ယောက်ထမ်းပါတယ်ရှေ့2ယောက်နောက်2ယောက်ပါသူအထဲမှာထိုင်ပါတယ်ဆရာဝန်သွားတဲ့အခါဆရာဝန်စီးပြီးတော့သွားတဲ့အခါလိုက်ပါစီးနေတယ်ထမ်းစဉ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်